ကြီးကမတည်မြဲဘူးလေရုံးကန်ရင်နဲ့ဝမ်းတထွားထွားမမျောလေးနဲ့တနေ့မှနေဝင်ခင်စီစဉ်ချမ်းသာကြွယ်ဝနေဦးတဲ့ဒီဝိညာဉ်ကြီးကပိုရေးချီတယ်ချိန်လေးရှိတော့မှပြန်